ငှက်ကြားကိုဖျက်စားရင်ဝင်းပါလေးကိုတိမ့်ပိုက်ပြအောင်မဲ့အကျိုးကြနေများအားလုံးပဲမင်္ဂလာပါရှင်စပော့ဘာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဟာဒီမှာလီဗာပူးအသင်းရဲ့ပထမဆုံးဖလားလို့ပဲပြောရလိမ့်မလားဒီပြအမ်စလော့ရဲ့လီဗာပူးအတွက်ပထမဆုံးဖလားလို့ပဲပြောရလိမ့်မလားပါပဲလီဗာပူးတို့ဟာနယူကာဆယ်အသင်းနဲ့အတူဝင်းပါလေးကွင်းကြီးထဲမှာကရာဘောင်ဖိုင်နယ်ပွဲကြီးကိုဆင်နွှဲသွားရဖို့ရှိနေပါတယ်လီဗာပူးအသင်းအနေနဲ့မနှစ်ကဘောလုံးရာသီမှာခရာဘောင်ဖလားကိုစုခိုးထားနိုင်ခဲ့တာဖြစ်ပြီးတော့မှဒီရာသီမှာလည်းအခုလိုမျိုးဖိုင်နယ်ကိုထပ်မံတလန်းလာနိုင်တာပါလီဗာပူးအသင်းရဲ့ခရာဘောင်ဖိုင်နယ်အရောက်ဖြတ်တန်းခဲ့တဲ့ပွဲစဉ်တွေကတော့မခက်လွန်းမလွယ်လွန်းတဲ့သဘောမှရှိပြီးတော့စပါးကိုအဝေးကွင်းမှာအရေးနှင်းခဲ့ပြီးမြဲအိမ်ကွင်းမှာဂိုးပြက်အနိုင်ယူကြော်ဖြတ်ခဲ့တာကတော့အမှတ်တရဖြစ်ဖို့ကောင်းပါတယ်။ဒါကနယူကာဆယ်အနေနဲ့ကတော့သူတို့ဟာအာဆင်နယ်အသင်းကိုကြော်ဖြတ်ပြီးကမှနောက်တစ်ဆင့်တက်လန်းလာနိုင်တဲ့သူတွေဖြစ်နေတာရဲ့ဒီဖလားကသူတို့မျှော်မှန်းနိုင်တဲ့အမြင့်ဆုံးဖလားဖြစ်နေတာရဲ့အကြောင်းမလို့ဒီပွဲစဉ်ကိုအသေးအတန်ရုန်းကန်လာကြအောင်ပါပါ။နယူကာဆယ်အသင်းရဲ့ကစားသမားကောင်းတွေကလည်းကြန့်ခိုင်မှုကောင်းတွေရှိနေတဲ့အနေအထားမျိုးပါ။မရှိမနှောင်းကပရီးမီးယားလိပွဲစဉ်အဖြစ်ရှင်ပြိုင်ခဲ့ကြတော့ကလီဗာပူးက2စီးနဲ့အနိုင်ရထားပြီးတော့အဲ့ဒီပွဲစဉ်မှာအီဆက်လိုတိုက်စစ်မှုကတော့မပါဝင်နိုင်ခဲ့ပါဘူး။ဒီဖိုင်နယ်ပွဲစဉ်အတွက်ကတော့အီဆက်လက်အဆင်သင့်ဖြစ်နေသလိုလီဗာပူးကိုအနိုင်ယူပြပါမယ်ဆိုပြီးတုံးဝါထားတာကိုလည်းတွေ့ရပါတယ်။ဝီဘာရက်ရှိမယ်မာဖီရှိမယ်ကစားသမားစုံလင်နေပါတယ်ဒါကြောင့်မလို့နယူကာဆယ်အားကိုလည်းရှော့တွက်လို့တော့လုံးဝတော့မရပါဘူးဒီဘက်ကလီဗာပူးအသင်းကလည်းခရာဘောင်ဖလားနဲ့ပတ်သက်ပြီးတော့ထူးခြားချက်လေးတွေတချို့ရှိနေသလိုနီးပြအတွက်လည်းပထမအဆုံးဖလားရှင်ပြိုင်မှုကအရေးကြီးနေတာဖြစ်ပါတယ်လီဗာပူးအသင်းဟာတမိုင်းတစ်လျှောက်ခရာဘောင်ဖလားဖိုင်နယ်ကို14ချိန်တက်လှမ်းနိုင်ခဲ့ပြီးတော့10ချိန်အထိစူဖလားကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့4ချိန်ကဒုတိယအဖြစ်နဲ့ပဲကျင်းသက်ခဲ့ရတာဖြစ်ပါတယ်ဒီဟာဒီမှာလဲလီဗာပူးအသင်းအနေနဲ့15ချိန်မြောက်ခရာဘောင်ဖလားဖိုင်နယ်ကိုတက်လှမ်းလာတာဖြစ်ပြီးတော့မှခရာဘောင်စူဖလားကိုကင်မြောက်သွားနိုင်မလားဆိုတာအတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ကစားသမားတွေအနေနဲ့ကတော့ဒီပွဲအတွက်စုံသင့်တဲ့လောက်စုံလင်နေပါတယ်။အာနိုဘရက်ဒလီဂိုမက်စ်ထိုင်လာမော်တန်တို့ကလွဲရင်ကျန်စီနီယာကစားသမားတွေရှိနေပါတယ်။အာနိုနေရာမှာတော့ကွမ်ဆက်ကိုအစားထိုးအသုံးပြုလာပွဲရှိပါတယ်။ဒီပွဲကလည်းလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တာကြောင့်မလို့ဒီပွဲစဉ်မှာကတော့ပြန်လည်ပါဝင်လာနိုင်ခြေရှိပါတယ်။ကြံကစားသမားတွေကတော့အဆင်သင့်ရှိနေပြီးတော့ M slot အနေနဲ့ပုံမှန်သုံးနေကြကစားကွက်အတိုင်းပဲအသုံးပြုလာနိုင်ခြေရှိနေပါတယ်။ဒီပွဲစဉ်ပြီးတာနဲ့နိုင်ငံတကာသတင်းဘက်ကရောက်ရှိလာမှဖြစ်တာကြောင့်မလို့ကစားသမားတွေအနေနဲ့လည်းပွဲပတ်မှုတန်းတွေကိုရှော့ချသွားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့လေမိုဆာလာဗန်ဒိုက်တို့ကပွဲထွက်ပါဝင်လာနိုင်ပြီးတော့ခရာဘောင်စူဖလားကိုအရယူသွားဖို့ရှိနေတာပါ။နင်းငွေနေ့ညမြန်မာစံတော်ချိန်ည7:00နာရီမှာရှင်ပြိုင်ကစားရမှာဖြစ်ပြီးတော့ဂျိုးဂျာဒီတို့အနေနဲ့အန်ဖီညီကိုချီတက်သိမ့်ပိုက်သွားဖို့ရှိနေပါတယ်။ဘက်ကနယူကာဆယ်ကလည်းအစိတ်ရှိတာကြောင့်မလို့အမားခံလို့တော့မရဘဲနဲ့စိတ်ဆက်တေချာစွာကစားဖို့တော့လိုအပ်နေတာဖြစ်ပါတယ်။လီဗာပူးဖန်တွေအနေနဲ့ကတော့ခရာဘောင်ဖလားကိုအရယူမယ်။ခရာဘောင်ဖလားကိုအရေးယူမယ်။ပြီးရင်ပရီးမီးယားလိစူဖလားကိုသိမ့်ပိုက်မယ်ဆိုတဲ့အတွေ့အတွေအစီအစဉ်အလိုက်ဖြစ်ပေါ်နေကြောင်းကိုတင်ဆက်ရင်းနဲ့ငှက်ကြားကိုဖျက်စားပြမယ့်ပွဲကိုအတူတူစောင့်ကြည့်အားပေးလိုက်ကြပါစို့ရှင်။အဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။